Okay CPU မှာပါဝင်တဲ့ core တွေ thread တွေ cache တွေကိုကျွန်တော် technology terms မှာပါဝင်တဲ့ဒါချစ် customer တွေပေါ့နော်ဟိုရှင်းရှင်းလင်းလင်းလေးသိအောင်ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စီမှာ CPU ဆိုရင်ဝယ်ကြရဲဆိုရင်ကျွန်တော်တို့ core တွေကြည့်တယ် thread တွေကြည့်တယ်cache တွေကြည့်တယ်ပြီးတော့ဒီကျွန်တော်တို့ထားပါတော့ gigahertz ဘယ်လောက်ထွက်လဲဆိုတာကြည့်ကြရပေါ့နော် Okay အဲ့ဒါတွေကိုဒါတချို့တွေတော့နားလည်ပြီးသားပေါ့နော်တချို့မသိတဲ့လူတွေကိုကျွန်တော်ရှင်းလင်းဆုံးပုံစံနဲ့ဒါတင်ဆက်ပေးချင်တာပေါ့နော်အဲ့တော့အရင်ဆုံးကိုအကြောင်းပြောမှာเนาะကိုကဘာလဲဆိုရင်ကျွန်တော်ဒီ CPU ရဲ့ brain တွေပေါ့เนาะတိုင်း technology တန်းမပြောတော့ဘူးเนาะဒီ normal terms ပဲပြောတော့မယ်ပေါ့เนาะရှင်းရှင်းလင်းလင်းဖြစ်တော့ကိုတွေကကျွန်တော်တို့ဒီ work guy ပေါ့เนาะအလုပ်သမားတွေနဲ့တူတယ်ပေါ့เนาะအဲ့တော့ကိုစီမှာဘယ်နှကိုပါလဲပေါ့เนาะpico နဲ့eco နဲ့ကတော့ကျွန်တော်တက်တန်း video မှာရှင်းပြပေးမယ်เนาะအဲ့တော့ကိုကဘယ်တစ်ခုပါလဲပြောချင်တာတော့ကျွန်တော် Cisco ပါတယ်ဆိုရင်တော့အလုပ်သမား6ယောက်ရှိရပေါ့เนาะအဲ့အလုပ်သမား6ယောက်ဆိုတဲ့အတွက်တစ်ပြိုင်တည်းထဲမှာအလုပ်လုံးမှာဖြစ်တဲ့အတွက်အလုပ်တစ်ခုကိုတစ်ပြိုင်တည်းထဲမှာအလုပ်သမား6ယောက်ကလုံးမှာဆိုတဲ့အတွက်အလုပ်ကပို့ပြီးတော့ပြီးမယ်ပေါ့เนาะနောက်တစ်ခုကတော့ thread ပေါ့เนาะ thread ကကြတော့ကျွန်တော်တို့ဒီအလုပ်သမားတစ်ယောက်ချင်းစီကဘယ်နှခုလုံးနိုင်တာလဲပေါ့เนาะထားတော့အလုပ်သမား2 thread ပေါ့เนาะ1ခု2 thread ဆိုရင်ကျွန်တော်အလုပ်သမားတစ်ယောက်ကအလုပ်2ခုကိုတစ်ပြိုင်တည်းထဲလုံးနိုင်တယ်ပေါ့ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီထားတော့ဒီအလုပ်သမားတစ်ယောက်ကအလုပ်2ခုလုပ်နိုင်တယ်အဲ့တော့အလုပ်သမား6ယောက်ဆိုရင်အလုပ်12ခုတစ်ပြိုင်တည်းလုပ်နိုင်မယ်ဟဲ့အဲ့လိုသဘောမျိုးပေါ့ဟုတ်ပြီနော်ကျွန်တော်တို့ကတော့ cache ပေါ့နော် cache ကတော့ကျွန်တော်တို့အလုပ်သမားရဲ့ဒီမှတ်စုလိုမျိုးပုံစံမျိုးဖြစ်သွားမှာပေါ့ဟုတ်ပြီနော်သူကကျတော့ဘာတွေလုပ်ရမလဲဆိုတာတီးအောင်ထားတဲ့ဟာပေါ့နော်တီးအောင်ထားတဲ့ဟာဆိုတဲ့ကျွန်တော်တို့က cache များလေအလုပ်သမားတွေကသူတို့လုပ်ရမယ့်အလုပ်တွေပိုတီးလေအလုပ်တွေကိုတူရင်ချင်းပို့ပြီးတော့ပြီးလေဖြစ်မှာပေါ့ကိုကကိုများတယ်အလုပ်သမားများမယ်အလုပ်သမားများရင်လုံးမြန်ပြီးမယ် thread ကကြအလုပ်သမားတယောက်ချင်းစီက multitasking ဘယ်လောက်လုံးနိုင်တာလဲသူရဲ့လုံးနိုင်စွမ်းပေါ့เนาะအဲ့တော့ကျွန်တော်တို့က multitasking ကောင်းမယ် cache ကကြတော့အလုပ်သမားတွေရဲ့မှတ်စုပေါ့เนาะသူတို့ဘာလုပ်ရမလဲဆိုတော့သိတဲ့အတွက်အလုပ်တွေမြန်စံပြီးမယ်ပေါ့ဟုတ်ပြီเนาะဒါကတော့ကျွန်တော်တို့ normal stand နဲ့ပြောပြတာပါဒီ specification တွေကြည့်တာပါညာရှင်းပြတယ်တခြားပြည်တွေမှာအများကြီးရှိပါတယ်ဒါကတော့ technology terms မဟုတ်ဘဲねဒါလူတိုင်းနားလည်အောင်ကျွန်တော်ရှင်းပြပေးတာပါနောက်နေ့မှာလည်းတခြားပြည်တွေမှာကျွန်တော် pico တွေ eco တွေဒါခြားဒီ computer နဲ့ဆိုင်တဲ့ဟာတွေကျွန်တော်ပြောပြပေးသွားမှာပါ